ဂျပန်အမျိုးသမီးတွေလှုပ်လှရှိတဲ့တင့်ကိုစိတ်နှောက်ယှက်ဖြစ်စေနိုင်တဲ့ယဉ်ကျေးပြူငါမှု၃ခုပထမဆုံးအနေနဲ့ဂျပန်မှာညှဉ်းနှက်တဲ့အချိန်မှာတင်းရဲ့လက်ပံနာရီကိုချီကျူးတာဟာတကယ်တော့တင့်ကိုပြန်စေခြင်းနဲ့အသေးပဲဆိုတာတင်းသိပါသလားအကယ်၍အမျိုးသမီးတယောက်ကတင်းနာရီကလာလိုက်တာလို့ရုတ်တရက်ပြောလိုက်ရင်သူမဟာနာရီကိုတကယ်သဘောကျနေတာမဟုတ်နိုင်ပါဘူးအမှန်တရားကတော့တင့်ကိုအိမ်ပြန်ဖို့တိုက်ရိုက်မပြောဘဲအချိန်ကိုကြည့်လိုက်ပါအောင်လို့ရင်းရင်းကြီးကြီးပြောဆိုလိုက်ကပဲဖြစ်ပါတယ်အဲ့ဒီလိုအရင်ကပြောခြင်းကအချိန်တွေကိုတစ်ဖက်သားအပေါ်ယူတည်မှုရှိအောင်ထိမ့်သိမ့်နေပါတယ်နောက်တစ်ခုကတော့အကယ်၍အမျိုးသမီးတယောက်ကအချိန်ကိုရုတ်တရက်စစ်ဆေးပြီးနောက်ဆုံးရထားကိုမိအောင်တွားရမယ်လို့ပြောလိုက်ရင်သူမဟာစင်ကြေပေးနေတာမဟုတ်ဘူးများပါတယ်တို့ကြလို့မျိုးကြီးအတော်များများမှာရထားတွေဟာတန်းကောင်ရတဲ့အချိန်မှာရန်နာလေးရှိပြီးအဲ့ဒါကိုလွတ်သွားရင်အိမ်ပြန်ဖို့တက္ကစီခါကအရန်ကိုဈေးကြီးသွားနိုင်ပါတယ်ဒါကြောင့်သူမကတွားရတော့မယ်လို့ပြောတဲ့အခါဒါဟာတကယ်ကိုတွားဖို့လိုအပ်နေတာမျိုးဖြစ်တတ်ပါတယ်နောက်ဆုံးအနေနဲ့ဂျပန်မှာလူတွေဟာပဋိပက္ခတွေဒါမှမဟုတ်အရှက်ရစရာတွေကိုရှောင်ရှားဖို့အတွက်တစ်ခါတလေပြုံးပြလိရှိပါတယ်။ဒါဟာအခြေအနေကိုတည်ငြိမ်အောင်နဲ့ယဉ်ကျေးအောင်ထိမ့်သိမ့်တဲ့နည်းလမ်းတစ်ခုပါ။နိုင်ငံသားတွေအတွက်တော့အဲ့ဒီအပြုံကိုသဘောတူညီချက်လို့အလွယ်တကူအထင်မှားသွားစေနိုင်ပါတယ်